မြတ်စွာဘုရားကဓမ္မပဒမှာဟောထားတာချမ်းသာ၄မျိုးဟောတာချမ်းသာဘယ်နှမျိုးဟောတာ၄မျိုးဟောတာအဲ့ဒီချမ်းသာ၄မျိုးဟာနံပါတ်1အမေကိုလှုပ်ကြွေးရင်ချမ်းသာတယ်နံပါတ်1ဘေးသားရဲ့ဘာကိုလှုပ်ကြွေးရင်ချမ်းသာအဲ့ဒါလေးတစ်ချက်မှတ်အမေကိုလှုပ်ကြွေးတဲ့ကုသိုလ်ဟာပစ္စုပန်လည်းချမ်းသာတယ်တန်တရာလည်းချမ်းသာတယ်မမေ့လားဟဲ့နောက်နံပါတ်2အဖေကိုလှုပ်ကြွေးရင်ပစ္စုပန်လည်းချမ်းသာတယ်တန်တရာလည်းချမ်းသာတယ်ဘာဖြစ်လို့အဖေမိကိုလှုပ်ကြွေးတာနဲ့ချမ်းသာသလဲလောကကြီးထဲမှာဂျေဇုများသောဟာတခြားလားဖိမိလားဖိမိပဲမမေ့လားဒါဆိုဘုရားကဖိမိကိုလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်တွေမွဲသွားတဲ့ကံမွဲသွားတဲ့လူစိစိတ်မွဲသွားတဲ့မြန်ပုဂ္ဂိုလ်များရှိသလားလို့သဗ္ဗညုတဉာဏ်တော်မြတ်ကြီးနဲ့ကြည်တာတယောက်မှမရှိဘူးကဲဘလောက်အားရှိစရာကောင်းတယောက်မှမရှိဘူးတဲ့ဒါကြောင့်နံပါတ်1အမေလှုပ်ကြွေးရင်ပစ္စုပန်လည်းချမ်းသာတယ်တန်တရာလည်းချမ်းသာတယ်အဖေလှုပ်ကြွေးရင်လည်းပဲပစ္စုပန်လည်းချမ်းသာတယ်တန်တရာလည်းချမ်းသာတယ်နောက်နံပါတ်3ကြတော့တန်ခါအများလှုပ်ကြွေးရင်တဲ့ပြောပါလေတော့တန်ခါအများကိုလှုပ်ကြွေးရင်ပစ္စုပန်လည်းချမ်းသာမယ်တန်တရာလည်းချမ်းသာမယ်နောက်နံပါတ်4ကတော့ဖယားယဟန္တာပြောပါလေတော့ဖယားယဟန္တာကိုလှုပ်ကြွေးရင်လည်းပဲပစ္စုပန်ကောတန်တရာကောချမ်းသာမယ်ချမ်းသာပါနှစ်ပါးလဲဒါကြောင့်မြတ်စွာဘုရားကဒုက္ခမေတ္တိယတာလောကေအထောပိတိယတာဒုက္ခဒုက္ခသာမညတာလောကေအထောပြမညတာဒုက္ခဘုရားဒုက္ခ၄ပါးဟောခဲ့ဒုက္ခမေတ္တိယတာလောကေလောကကြီးထဲမှာမေတ္တိယတာအမေလုံကျွေးတဲ့ကုသိုလ်မှာဒုက္ခပစ္စုပန်တန်တရာချမ်းသာတယ်မမိလားဟဲ့အထောပိတိယတာဒုက္ခလောကကြီးထဲမှာပိတိယတာအဖေလုံကျွေးတဲ့ကုသိုလ်ဟာလည်းပဲဒုက္ခပစ္စုပန်တန်တရာချမ်းသာတယ်ဒုက္ခသာမညတာလောကကြီးထဲမှာသာမညတာတန်ခါအများအားလှုပ်ကြွေးတဲ့ကုသိုလ်သည်ဒုက္ခပစ္စုပန်တန်တရာချမ်းသာတယ်ချမ်းသာ၃မျိုးရတော့မှတ်မိလားအထောပြမညတာဒုက္ခလောကကြီးထဲမှာပြမညတာကိလေသာကုန်ခန်းကိလေသာတွေကိုအပါပြုသွားတဲ့ဖယားယဟန္တာလုံကျွေးတဲ့ကုသိုလ်ကလည်းပဲဒုက္ခပစ္စုပန်တန်တရာချမ်းသာတယ်တဲ့မှတ်မိလား